သတင်းအချက်လက်တွေရှမ်ပယ်နေတဲ့ဒီခေတ်ကြီးတွေမှာကျွန်တော်တို့တွေကသူများရေးတဲ့အပေါ်ရန်သတင်းတွေလောက်ကိုကြည့်ပြီးတော့အယုံလွယ်တတ်ကြတယ်။ဒါဆိုရင်ပေါ်လာတဲ့သတင်းတွေကိုကျွန်တော်တို့ကလွယ်လွယ်နဲ့မယုံကြည်ဘဲနဲ့ mindset ကောင်းတွေပါရဖို့ဆိုရင်ဒီအချက်တွေကိုလိုက်နာရလိမ့်မယ်။ပထမတစ်ချက်လူတွေကကိုယုံကြည်ပြီးသားအရာတွေကိုထောက်ခံတဲ့သတင်းတွေကိုပို့ပြီးတော့စိတ်ဝင်စားလက်ခံတတ်ကြတယ်။ကိုယုံကြည်ချက်နဲ့စန့်ကျင်ဘက်ဖြစ်ပြီးဆိုတာနဲ့အများစုကလစ်လူရှုတတ်ကြတာပေါ့။ဒီလိုမျိုးဘက်လိုက်မှုတွေကိုခင်ဗျားတို့ကကျွန်တော်တို့ကဖြစ်ပူကြတာပေါ့။ကျွန်တော်ပြောချင်တာကသတင်းတစ်ခုကြီးတော့မယ်ဆိုရင်လက်မလိုက်ပဲနဲ့တုံသက်နိုင်တဲ့အကျင့်ကိုမွေးမြူဖို့လိုတယ်။အားလေကိုတီးထားတဲ့အရာတွေကိုလက်ခံထားတဲ့အရာတွေကအကုန်လုံးမှန်မနေနိုင်ဘူး။မားနေတဲ့အရာတွေလည်းရှိနိုင်တယ်။အဓိကဘာလဲဆိုတော့အဲ့ဒီအမားတွေကိုလက်ခံနိုင်ဖို့တတ်သိရှိဖို့တော့လိုတာပေါ့။ဒါမှကိုယ့်ရဲ့အသွေးမြင့်တွေကကျယ်ပြန့်ပြီးတော့မျှတမှုရှိလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။ဒုတိယတစ်ချက်ကဘာလဲဆိုတော့ slow thinking လို့ခေါ်တဲ့နေကွေးစွာစဉ်းစားတတ်ရလိမ့်မယ်။သတင်းတစ်ခုခုထင်မြင်ချက်တစ်ခုခုကိုဖတ်လိုက်ရတာနဲ့ချက်ချင်းမတုံ့ပြန်ဘဲနဲ့အရှာဆန်းစစ်ဖို့လိုတယ်။အလင်းစလို့မစဉ်းစားဘဲနဲ့နဲ့စဉ်းစားတတ်ဖို့လည်းလိုတာပေါ့။နောက်ဆုံးအချက်ကဘာလဲဆိုတော့အမုန်းတရားတွေပါတဲ့သတင်းတွေအခြေအမြင့်မရှိတဲ့မဟုတ်မှန်သတင်းတွေကိုအတတ်နိုင်ဆုံးရှောင်နိုင်ရင်ပိုကောင်းတယ်။အဲ့ဒါဆိုရင်မိတ်ဆွေကစိတ်အေးချမ်းသာပြီးတော့ပုံမမျှတတဲ့အသွေးမြင့်တွေပိုင်ဆိုင်နိုင်လိမ့်မယ်။